Hello မင်္ဂလာပါတဲ့အခုရောက်ရှိနေတာကတော့40လမ်းနဲ့42လမ်းကြာ86လမ်းကျောင်းမြတ်ရှိရနာဝင်းရှိရနာကျောင်းမြတ်ကိုရောက်ရှိနေပါတယ်ချင်းမမတဲ့ဒီမှာဒီရောက်နေတာပါဒီမှာကျုပ်အင်းလေးချုပ်ပေးထားတာဘူးနော်ရိုးရိုးရှင်းရှင်းလေးစလာလေးဝစ်ချင်တယ်ဆိုလို့ရှိရင်ချင်းမကိုဆက်သွယ်ပါလို့ဖတ်ရဒီမှာလေးစီကိုအိမ်နိုင်ရှာရောက်လိုက်ကြည့်ပေးပါမယ်လို့ဒီမှာကြည့်လိုက်အန်ဒီပွဲတက်အောင်လို့ချုပ်ပေးထားတာတဲ့ကြည့်လိုက်အောင်မမဖုန်းဆက်လို့ရောက်လာတာဒီရောက်တော့အလှတရားတွေတူမကြည့်သေချာကြည့်တော့ဖြည်းဖြည်းကြည့်အဲ့လိုရိုးရိုးရှင်းရှင်းလေးဝတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဟောဒီညီမလေးကဒီဇိုင်နာမျိုးမင်းစိုးရဲ့တတိအပူကြီးဒီဇိုင်နာမျိုးမင်းစိုးရဲ့တတိပါလို့စိုင်ဖွင့်တော့မှာတော့စိုင်ဖွင့်လို့ရှိရင်စိုင်ဖွင့်ပွဲကိုအကုန်လုံးကိုဖိတ်မယ်လာပြီးတော့လည်းမလာပြီးအဲ့ဒီအကြပါဦးလို့အားပေးကြပါဦးလို့လည်းဒီညီမလေးရဲ့ပုံစားဖိတ်ခေါ်ပါတယ်လို့နော်ဒီမှာတော့ဝင်းစေနာကြောင်ရက်ကမမဆန်းရဲ့သမီးလေးဒီမှာညီမလေးပါလို့ဒီမှာလာခဲ့အောင်ဆိုလို့ခေါ်တာဒီရောက်တော့အလားတရားတွေတူးနေပါတယ်ဒီမှာသမီးလေးပါအရင်ချစ်စရာကောင်းတယ်ဒီမှာတငယ်ချင်းချစ်မမဒီမှာတငယ်ချင်းချစ်မမရပါတယ်နော်အဲ့ဒီချုပ်ပုံလေးကိုတိုက်တဲ့ပုံလေးတွေရရနော်တတိတိရချုပ်တယ်နော် ဒီမှာဇိုင်နာကိုကြီးမျိုးမင်းဆိုးရဲ့ညီမပါအကိုကြီးနဲ့လည်းရမ်းချင်ပါတယ်ကိုကြီးမျိုးမင်းဆိုးရဲ့တတိလေးပါလို့တကယ်လို့ဒီမှာဒီလိုလေးကြည့်လိုက်ချုပ်ပုံကလည်းဆန်းတယ်နော်ဒါပေမဲ့ဝစ်လိုက်တော့လေဒီမှာလက်ဖောင်းရတယ်ပါတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာကြည့်လိုက်တစ်ကိုရိုးရိုးရှင်းရှင်းလေးကြောင်ကြားမနေဘူးနော်အရန်လာနော်ဒီမှာရှင်းမမှမရှိတဲ့ခန္ဓာကိုယ်ကပို့လုံးနေတာအရန်ကိုအင်ကြီးဝစ်လိုက်တာလေပို့လုံးတွေပေါ်ပြီးတော့ပါလေအဲ့လိုချစ်မလို့လာကြတယ်ဆိုလို့ရှိရင်ဟောဒီညီမလေးကိုလည်းတတိယလိုက်ချစ်မကိုပြေးပြီးတတိယလိုက်ချစ်မဟောဒီဒီအိမ်နိုင်ရာရောက်အိမ်ကြီးလက်အိတ်ပေးမယ်လို့เนาะအားလုံးကိုရက်ချစ်ပါလေရှင်